တနီကြော်လေးဝတ္တနီကြော်ချက်ပေါ့ဒါဆိုလို့ရှိရင်ဝတ္တဒါဆို1000ဘိုးပါဒီကောင်လေးကိုဒီချာရည်နဲ့4-50ကတော့စင်းနေအောင်ဒီချီဒီအားလုံးပြောင်းစင်းနေအောင်စီကြောရမှာပါစီကြောပြီးသွားပြီဆိုလို့ရှိရင်တော့ပဲငပြားလေးထည့်မယ်ပြီးရင်တော့ဟင်းချက်ဝိုင်လေးအနေငယ်ထည့်မယ်ဟင်းချက်ဝိုင်ဘာဖြစ်လို့ထည့်ရလဲဆိုတော့အသားလေးတွေမြင်နူးဤသွားအောင်လို့ဟင်းချက်ဝိုင်သုံးတာပါပြီးသွားရင်အသားမုတ်လေးထည့်မယ်ပေါ့နော်ဒါအသားအချိုပေါ့ဒါမငံဘူးဒီကောင်အသားအချိုဓာတ်ကိုပါတဲ့ကောင်ဒီကောင်လေးထည့်မှာပါပြီးသွားရင်ဆိုရင်တော့အနံလေးမှုရောအောင်မွေးမဆလာပေါ့နော်ကိုရီးယားတော့ဒီမှာလီလီဆိုတဲ့အိန္ဒိယမွေးမဆလာလေးတုံးတယ်ကောင်လေးကတော်တော်လေးကောင်းတယ်ပြီးရင်စနေမုတ်လေးအနေငယ်ထည့်မယ်စနေမုတ်လေးအနေငယ်ထည့်မယ်အားလုံးပြီးသွားပြီဆိုရင်တော့တမအောင်ထွေပြီးတော့ဒီရတာတွေကို10မိနစ်လောက်နှက်ထားမယ်10မိနစ်လောက်နှက်ပြီးသွားပြီဆိုရင်တော့သူ့ကိုဒီတိုင်းလေးရေမထည့်ပဲနဲ့သူ့ဟာလေးနဲ့သူရေခမ်းအောင်ပြုတ်မယ်ပြီးသွားရင်ဒီကောင်ဒီဝတ်သားတွေကိုရတာလေးတွေစိတ်ဝင်အောင်နှက်ထားတဲ့အချိန်မှာစက်တုံတူလေးတွေကိုကျင်ညက်အောင်ထောင်းထားမှာဖြစ်ပါတယ်ဒီလိုလေးရတာလေးတွေပြီးသွားရင်နှက်ပြီးသွားရင်တော့သူရတာနှက်နေတဲ့အချိန်မှာစက်တုံတူလေးတွေခွာပြီးတော့ကျင်ညက်အောင်ကြိတ်ထားလိုက်ပါပေါ့နော်ဒါတော့ဝတ္တနီကြောချက်ကလေးမကြခင်မှာလောက်ပါတော့မယ်အဲ့ဒါဆိုရင်တော့ခုနကအရသာနှက်ထားတဲ့ဟာလေးတွေကိုရှည်မထည့်ပဲနဲ့သူ့ဟာနဲ့သူပြန်ပြီးတော့တူးလေးနဲ့သူပြုတ်အကုန်လုံးစိတ်ပြီးဝင်သွားပြီအဲ့ဒါဆိုရင်တော့အိုးလေးနဲ့ဖုံးလေးပိတ်ပြီးတော့5မိနစ်လောက်စောင့်ကြည့်လိုက်မယ်ရေခမ်းသွားရင်တော့ပြန်ပြီးတော့လောက်ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ရေမထည့်ပဲနဲ့သူ့ဟာနဲ့ဒီတိုင်းလုံးထားတဲ့ဟာနဲ့ပြုတ်ထားတာပေါ့နော်ဒီကဝတ်သားတွေပါသူ့မှာပါလာတဲ့သူ့ရေလေးတွေကုန်သွားပြီရေခမ်းသွားပြီဆိုရင်တော့ဒီထဲကိုရတာလေးတွေစိတ်ပြီးဝင်သွားပြီဆိုလို့ရှိရင်တော့နောက်တဲ့ရေလေးတရေထပ်ထည့်ပြီးတော့နူးအောင်ပြုတ်မယ်ပေါ့နော်နူးလောက်ပြီဆိုလို့ရှိရင်တော့ဝတ်တနီလေးကြော်မှာပေါ့ဒါတော့သူရေကြံလေးတယ်ပကန်းလေးနည်းနည်းကြံလေးတယ်ဒါနဲ့ဒီပုံစံနိုင်လေးတော့ဖြစ်နေတယ်အဆုံးပေါ့နော်အားလုံးပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာစက်တုံးကြီးနဲ့အရသာလေးတွေထပ်ပြီးတော့အကုန်လုံးရောပြီးတော့တမအောင်မေးပြီးသွားရင်တော့အားလုံးရပါပြီဒီချက်သွားပြီနွမ်းသွားပြီမှုေးလာပြီဆိုရင်တော့ဝတ္တနီကြော်ချက်ကလေးရပါပြီဒီလိုနေထားလေးဆိုရင်တော့နော်စက်တုံးပြူလေးတွေလည်းနွမ်းလာပြီနံလေးလည်းမှုေးလာပြီဆိုရင်တော့ချလို့ရပါပြီခဏနေချလို့ရပါပြီဒါဆိုရင်တော့အားလုံးကြော်လို့ပြီးသွားပြီနော်ဒါဝတ္တနီကြော်ချက်ကလေးပါစက်တုံးပြူကြော်ကြိုက်တဲ့သူကတော့စက်တုံးပြူလေးကိုအဲ့လိုထည့်ပါနော်မကြိုက်တဲ့သူကတော့မထည့်ပဲနဲ့ဒီတိုင်းအလွတ်ကြော်ပြီးတော့လှုပ်လဲရပါတယ်